မောင်မဲပြီးမြူတွေဆိုင်နေတဲ့တောအုပ်ဟောင်းကြီးထဲမှာကြောက်စရာကောင်းတဲ့ဝင်ပလွေလူတောက်တကောင်လှုပ်ရှားနေပါတယ်။ဒါကိုကြောက်တုံးနောက်ကနေချောင်းကြည့်နေရတဲ့ဝဲတယောက်ကတော့အသက်တောင်ဝဝမရှူရဲလောက်အောင်ထိတ်လန့်နေခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲအဲ့ဒီတတဝါကြီးကရေကန်ထဲမှာသတိမေးပြီးမျောနေတဲ့မိန်းကလေးတယောက်ကိုပွေ့ချသွားပါတယ်။ဒါကမင်းအတက်ပါငါရဲ့ဘရင်မကြီးလို့တိုးတိုးလေးပြောရင်းနေပေါ့။ဒီမိန်းကလေးကိုဖားတက်ချောင်းအခုလိုဖမ်းခေါ်သွားတာလဲဆိုတာကတော့တကယ်ကိုပဟေလီပါပဲ။တစ်ဖက်မှာလည်းဂျေကော့တယောက်မျောစင်အိုကြီးတဲ့ကိုရောက်နေပါတယ်။အဲ့ဒီမှာသူတွေးလိုက်ရတာကတော့ရာစုနဲ့ပေါင်များစွာကြာမြင့်နေပြီဖြစ်တဲ့ဘရင်မကြီးရဲ့ရုပ်အလောင်းပါရုပ်အလောင်းလို့ဆိုရပေမဲ့ဝစ်စုံအပြည့်နဲ့တော်ဝင့်အရှင်ဝါကတော့ပျောက်ကွယ်မသွားသေးပါဘူးဒါပေမဲ့တကယ်တော့အဲ့ဒီအချိန်မှာပဲတော်အုပ်ထဲမှာထူးဆန်းတဲ့အစီအစဉ်တစ်ခုစတင်နေပါပြီပူမွားလေးအများကြီးကကြောက်ခေါင်းတစ်ခုစီကိုစူပြုံလာကြပြီးဝင်းပလွေလူသားကအဲ့ဒီမိန်းကလေးကိုကြောက်ခေါင်းနဲ့ထည့်လိုက်ပါတယ်ပြီးတော့စင်ဒရဲလာပုံပြင်တွေကလို့ဖန်ဖိနတ်တစ်ဖက်ကိုဆွတ်ပေးလိုက်တဲ့အခါမှာတော့အဲ့ဒီဖိနတ်ကနေမော်ဆန်းတဲ့အလင်တန်းတွေထပ်ပေါ်လာခဲ့ပါတယ်အခြေအနေတွေကလုံးဝကိုပြောင်းလဲသွားခဲ့ပါပြီဝင်းပလွေလူသားစီကအစီတစ်ခုကိုယူသွားတဲ့ကြီးကန်းတစ်ကောင်ဟာမျောစင်ပေါ်ကဘရင်မကြီးရဲ့ဘာသာထဲကိုအဲ့ဒီအစီကိုချပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့တမျောစင်လုံးတုံခါပြီးပြင်းထန်တဲ့လီမုန်တိုင်းတွေတိုက်ခတ်လာပါတော့တယ်ဂျေကော့တယောက်ထွက်ပြေးဖို့ကြိုးစားပေမဲ့မော်အစွမ်းတွေကြောင့်လုံးဝလုံမရဖြစ်နေခဲ့ပါတယ်ဘယ်သူမှမထင်ထားတဲ့အလွဲအပြောင်းတစ်ခုကတော့အဲ့ဒီမှာတင်ဖြစ်လာတာပါဖုံးနေကြတဲ့ကဘရင်မကြီးဟာမယုံနိုင်လောက်အောင်လှပတဲ့အမျိုးသမီးတယောက်အဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်သူမကဂျေကော့ရဲ့အနာကိုကတ်သွားပြီးငါကအလှဆုံးပဲမဟုတ်လားမင်းရဲ့အိမ်မက်တွေကိုငါအကောင့်ထဲပေါ်ပေးမယ်ဆိုပြီးညှို့ယူဖန်ဆာပါတော့တယ်ဒါပေမဲ့အဲ့ဒီလှပတဲ့မျက်နှာဖုံနောက်ွယ်မှာတော့ကြောက်စရာကောင်းတဲ့ရှုံးဝက်ချက်တစ်ခုရှိနေပါတယ်။မန်ထဲမှာမြင်နေရတဲ့သူရဲ့တကယ်ရုပ်တွင်ကတော့အိုမင်းရင်ရော်ပြီးသွေးအေးတဲ့စုံမကြီးတယောက်ပဲဖြစ်နေလို့ပါပဲ။အလှတရားအတွက်အဖြစ်မဲ့သူတွေကိုအတုံးချနေတဲ့ဒီဘင်းမကြီးရဲ့ရည်ရွယ်ချက်ကဘာဖြစ်မလဲဆိုတာကတော့